နေရောင်မွေလေးတစ်ကောင်ဟာမိန်းကလေးတစ်ယောက်တီးခတ်နေတဲ့ဂီတတန်စင်မှာစီးမျောနေတော့မူဆိုးတစ်ယောက်ရုတ်တရက်ပေါ်လာပြီးဖမ်းဆီးသွားခဲ့ပါတယ်။အဲ့ဒီမိန်းကလေးကမွေလေးကိုကယ်ဖို့သူ့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့တာပါ။မူဆိုးမှတ်မထင်ဖြစ်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီးသူမကဝါချင်းတောင်းကိုခိုးယူကမွေလေးကိုလွှတ်ပေးလိုက်ပါတယ်။သူမမသိတာကတော့သူမလွှတ်ပေးလိုက်တဲ့တတဝါဟာငွေမဟုတ်ပဲငကားမင်းသားဖြစ်နေတာပါပဲ။15နှစ်ကြာပြီးတဲ့နောက်မျိုးနွယ်စုရဲ့ဒလိထုံးတန်းရအရွယ်ရောက်လာတဲ့နေ့မှာအဲ့ဒီမိန်းကလေးကိုငကားနဲ့မင်းထံပူဇော်တဲ့အနေနဲ့ပင်လယ်ထဲကိုနှမြုပ်ရပါတော့တယ်။သူမရေနစ်တော့မဲ့ဆဲမှာပဲငွေလေးဟာနတ်နဂါအဖြစ်အသွင်ပြောင်းလာပြီးသူမကိုချီနှောင်ထားတဲ့တန်ချေချင်းတွေကိုပြုတ်ပေးခဲ့ပါတယ်။သူမကငကားနဲ့မင်းစားတာခံရတော့မယ်လို့ထင်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့သူမရှိမှခံရတဲ့အမျိုးသားတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။ငကားနဲ့မင်းဟာအဲ့ဒီမိန်းကလေးကို15နှစ်ကသူ့အသက်ကိုကယ်ခဲ့သူဆိုတာချက်ချင်းမှတ်မိသွားပါတယ်။သူဟာစိတ်လှုပ်ရှားလုံးလို့သူမကိုရုတ်တရက်နမ်းလိုက်မိပါတယ်။ဒီမြင်ကွင်းကိုအမတ်ကြီးလိတ်ကမြင်သွားပြီးဒီမိန်းကလေးဟာအနာဂတ်ရဲ့ငကားမိဖုရားပဲလို့ခံမှန်းလိုက်ပါတယ်။တနာရီကြာမှာတော့ငကားနတ်မင်းဟာမေတော်စီကအရေးကြီးတဲ့စင့်ခေါ်စာရခဲ့ပါတယ်။သူကငကားနတ်တော်ကိုပြန်ပြီးကိစ္စတွေရှင်းလင်းပြီးတာနဲ့လူပြည်ကိုပြန်လာပြီးလက်ထပ်ပါမယ်လို့မိန်းကလေးကိုပြောခဲ့ပါတယ်။အဲ့ဒီနောက်သူဟာရွှေငကားအဖြစ်အသွင်ပြောင်းပြီးငကားနတ်တော်ကိုပြန်သွားပါတယ်။မိန်းကလေးလည်းမော်ဆွမ်းတဲ့လူပြည်ကိုပြန်ရောက်လာတာပေါ့။ဒါကိုသူမအဖေမြင်တဲ့အခါမှာတော့ဒေါသတွေအလိမ့်လိုက်ထွက်ပါတော့တယ်။သူမဟာငကားနတ်မင်းအတွက်ပူဇော်ထားသူဖြစ်လို့သူ့ဘာသာသူပြန်ခေါ်လာတာမျိုးကငကားနတ်မင်းကိုအမျက်ထွက်စေမယ်လို့သူကယူဆပါတယ်။အကယ်၍နောက်နှစ်မှာမိုးခေါင်ရေရှားမှုတွေဖြစ်လာရင်ရွာသားတွေကသူတို့မိသားစုကိုခြံထားမှာမဟုတ်ဘူးလို့ပြောပြီးအဖေဖြစ်သူကသမီးကိုမြစ်ထဲပြန်ပစ်ချဖို့လုပ်ပါတယ်။အဲ့ဒီအချိန်မှာရေထဲကနေရွှေရောင်လင်းတန်းကြီးထွက်ပေါ်လာပါတယ်။သူတို့ကအမတ်ကြီးလိတ်ကိုမြင်တော့နတ်မင်းတစ်ပါးမှတ်နဲ့ချက်ချင်းဒူးထောက်ဥချကြပါတယ်။မိန်းကလေးကပါဒူးထောက်ဖို့ပြင်လိုက်ပေမဲ့အမတ်ကြီးလိတ်ကပြပြတလဲတားလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီမိန်းကလေးကအနာဂတ်ရဲ့ငကားမိဖုရားဖြစ်ပြီးသူကတော့အစစ်မြင့်အမတ်တယောက်ပဲဖြစ်လို့ငကားမိဖုရားရဲ့ဥချမှုကိုခံယူဖို့အခွင့်အရေးမရှိလို့ပါပဲ။သူဟာငကားနတ်မင်းကဒီမိန်းကလေးကိုလက်ထပ်ဖို့ရည်ရွယ်ထားတာကိုငကားနန်းတော်မှာကြားခဲ့ရတာပါ။ငကားမယ်တော်ကြီးကလည်းသဘောကျနေပြီး9ရက်အတွင်းခန်းထားတဲ့မင်္ဂလာပွဲကျင်းပဖို့အမိန့်ပေးထားပါတယ်။လက်ထပ်ပြီးရင်ငကားမျိုးနွယ်အတွက်မြေးလေးတွေမွေးပေးမှာကိုလည်းမယ်တော်ကြီးကမျှော်လင့်နေတာပါ။အမတ်ကြီးလေးရဲ့အခုခီးစဉ်ကမင်္ဂလေးရဲ့မိသားစုကိုမျက်နှာချိုသွေးဖို့ဖြစ်ပြီးစုသုံးခုပေးမယ်လို့လည်းကတိပေးလိုက်ပါတယ်။လောဘကြီးတဲ့အဖေဖြစ်သူကငါတသက်ဝအောင်မစားခဲ့ရဘူးဆိုပြီးပထမဆုံးစုအနေနဲ့ခန်းထားတဲ့စားတောက်ပွဲကိုတောင်းပါတယ်။အမတ်ကြီးလေးကသူ့ရဲ့သားမီးရက်ကိုအตาလေးဝေရလိုက်တာနဲ့စပွဲအပြည့်အစားတောက်တွေချက်ချင်းပေါ်လာပါတယ်။အဖေဖြစ်သူကအငမ်းမရစားလိုက်တာမင်္ဂလေးကနည်းနည်းပဲစားရသေးခင်သူကအကုန်ပြောင်းအောင်စားပစ်လိုက်ပါတယ်။အဲ့ဒီနောက်အဖေဖြစ်သူကဒုတိယစုအနေနဲ့ရွှေငွေရတနာတွေအများကြီးတောင်းပြန်ပါတယ်။ပြောပြီးတာနဲ့မြေပြင်ပေါ်မှာရှားပါရတနာတွေပြည့်ရှံသွားတာပေါ့။အဖေဖြစ်သူဟာသူ့တသက်မှာဒီလောက်များတဲ့စီးစိမ်မျိုးတစ်ခါမှမမြင်ဘူးပါဘူး။နတ်မင်းကတကယ်ပဲအကုန်ဖြည့်ဆည်းပေးနိုင်တာမြင်တော့တတိယမြောက်စုအနေနဲ့အေဂရမင်းဖြစ်ချင်တယ်လို့တောင်းဆိုလိုက်ပါတယ်။အမတ်ကြီးလိတ်ကလူပြည်မှာနိမိတ်3ခုပဲပြခွင့်ရှိပေမဲ့ငကားမိဖုရားကိုမျက်နှာသာပေးရင်သူ့အတွက်လည်းလက်သက်ရှိမယ်လို့တွေးပြီးပို့ပြီးတောက်ပတဲ့ရွှေရောင်လင်းတွေနဲ့နောက်ဆုံးမော်တက်ကိုသုံးလိုက်ပါတယ်။မျက်စိတမိတ်တွင်းမှာပဲမိန်းကလေးရဲ့အဖေဟာလူပြည်ရဲ့အေဂရဖြစ်သွားပါတော့တယ်။အေဂရဖြစ်လာတာနဲ့အဖေဖြစ်သူဟာချက်ချင်းပဝင်မြင့်သွားပါတယ်။သူကလှပတဲ့မိန်းမပြို2ယောက်ကိုကိုလုတ်တော်အဖြစ်တိမ့်ပိုက်လိုက်တယ်လို့ညီဖြစ်သူ2ယောက်ကိုလည်းအမတ်ချုပ်နဲ့စစ်သူကြီးအဖြစ်ယာတူတိုးပေးလိုက်ပါတယ်။ဒီလိုလှပတဲ့ကိုလုတ်တော်တွေရှိနေမှတော့နောက်မှာသားသမီးတွေအများကြီးရနိုင်တယ်လို့တွေးပြီးသူ့ရဲ့ဇနီးနဲ့သမီးကိုနန်းတော်ကနေရက်ရက်ဆက်ဆက်နှင်ထုတ်လိုက်ပါတော့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီးအမတ်ကြီးလိတ်ဒေါသထွက်သွားပေမဲ့သူ့ရဲ့မော်ဆွမ်းတွေကုန်နေပြီဆိုတာသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာမိန်းကလေးရဲ့ဘိုက်ထဲကနေရွှေရောင်လင်းတွေထွက်လာပြီးလူအများရှိမှရင်ဘိုက်ကတဖြည်းဖြည်းကြီးလာပါတယ်။ဘိုက်ကြီးလာတာနဲ့အမျှမိုးတွေချင်းလျှက်စီးတွေလက်ပြီးလေပြင်းတွေပါတိုက်လာပါတယ်။နောက်ဆုံးမှာတော့သူမဟာဥတလုံးကိုမွေးလိုက်တာကိုလူတိုင်းထိတ်လန့်တကြားမြင်လိုက်ရပါတယ်။လူတိုင်းကဒါကိုမိစ္ဆာအလုပ်လို့ထင်ကြပေမဲ့အမတ်ကြီးလိတ်ကတော့ဒါဟာကောင်းကင်နဲ့မြေကြီးကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတဲ့ငကားနတ်မင်းရဲ့ရင်သွေးဆိုတာသိပါတယ်။အဲ့ဒီအချိန်မှာငကားနန်းတော်ကြီးလည်းအတုံးခါသွားပြီးငကားမယ်တော်ကြီးကပါငကားရင်သွေးလေးမွေးဖွားတဲ့အရှိန်အဝါကိုခံစားလိုက်ရပါတယ်။ငကားသွေးသားမှသာဒီလိုလောကကိုတုံ့လှုပ်စေနိုင်တာပါ။ဒါပေမဲ့မင်္ဂလာတော်ကြီးမသိသေးပါဘူး။လူသားတွေကတော့မင်္ဂလေးကဒီလိုထူးဆန်းတဲ့ဥကိုမွေးနိုင်တယ်ဆိုတာမယုံနိုင်ကြပါဘူး။အဖေဖြစ်သူကမင်္ဂလေးကိုချက်ချင်းကွမျက်ဖို့အမိန့်ပေးလိုက်ပြီးအချို့ကလည်းငကားဥကိုခြေထောက်နဲ့နင်းချဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ငကားဥကအယမ်းမာလွန်းလို့ဘလူသားမှမဖြတ်စည်းနိုင်ပါဘူး။ညီဖြစ်သူကငကားဥကိုဘောလုံးလိုကန်နေတုံးစောင့်ကြည့်နေတဲ့စစ်တီတယောက်ကဥကိုကြောက်တိုင်နဲ့စောင့်မိအောင်ကန်လိုက်လို့ဥခုံအပ်သွားပါတယ်။မိန်းကလေးခမညာဘာမှမတတ်နိုင်ပဲကြည့်နေရချိန်မှာဥခုံအပ်သွားတာကြောင့်သူမအယမ်းစိုးရိမ်သွားပါတယ်။အဲ့ဒီအချိန်မှာဥခုံအပ်ရာကထွက်လာတဲ့တုန်ခါမှုကြောင့်အနားကလူတွေလွတ်ထွက်သွားပြီးကောင်းကင်ကိုတောက်ပတဲ့ရွှေရောင်လင်းတန်းကြီးပန်းထွက်သွားပါတယ်။အလင်းတွေငြိမ်သွားတဲ့အခါနန်းတော်ထဲကလူတွေအကုန်တန်ရာရပြီးလဲကျနေတာကိုတွေ့ရပါတယ်။ငကားဥထဲကနေကလေးလေးတယောက်ထွက်လာတာကိုမြင်တော့လူတွေကမိစ္ဆာဆိုပြီးကြောက်လန့်တကြားဆုတ်ပြေးကြပါတယ်။အမတ်ကြီးလိတ်ကတော့ငကားသားတော်လေးမွေးဖွားပြီးလို့ဝမ်းသာအားရအော်ဟစ်လိုက်ပါတယ်။မိန်းကလေးကသူမရင်ခွင်ထဲကကလေးကိုကြည့်ပြီးသူမနဲ့အတူရှိခဲ့တဲ့အဲ့ဒီအမျိုးသားကိုတတိယနေပါတယ်။ဒါပေမဲ့အဲ့ဒီသူကလူတိုင်းယူသေးတဲ့ငကားနတ်မင်းဆိုတာကိုတော့သူမမသိသေးပါဘူး။မိန်းကလေးရဲ့ဦးလေးကသူမကိုအိမ်အောင်မရှိပဲကိုဝင်ဆောင်ပြီးမိစ္ဆာမွေးရဆိုပြီးဆွဆွဲပါတယ်။အဖေဖြစ်သူကလည်းတော်ဝင်ကုန်တိတ်ခါအတွက်ဒီမိစ္ဆာကိုတခိုင်းပါတယ်။အမတ်ကြီးလိတ်ကဝင်တာပြီးဒါဟာငကားသားတော်ဖြစ်လို့ရံမပြုတ်ဖို့ပြောပါတယ်။ဒါကိုကြားတော့အေဂရစ်ကအကြီးအကျယ်ရေမောပြီးအမတ်ကြီးလိတ်နောက်ပြောင်နေတယ်လို့ထင်တာကြောင့်နန်းတော်ပြင်နှိမ့်ထုတ်ခိုင်းပါတယ်။အမတ်ကြီးလိတ်ကနတ်ပြစ်ဒဏ်ခံရလိမ့်မယ်လို့ဒေါသကကြီးသတိပေးပေမဲ့အေဂရစ်ကနတ်ပြစ်ဒဏ်ကိုမယုံယုံတင်မကအမတ်ကြီးလိတ်ကိုပါမြေပေါ်လဲကျအောင်ရိုက်နှက်လိုက်ပါတယ်။သူဟာသူ့ကိုအေဂရစ်ဖြစ်အောင်လုပ်ပေးခဲ့တာအမတ်ကြီးလိတ်ဆိုတာကိုတော့မေ့သွားပုံပါပဲ။
သူကစစ်တီတွေကိုအမတ်ကြီးလိတ်ကိုဆွဲထုတ်သွားဖို့အမိန့်ပေးလိုက်ပါတယ်ဒေါသထွက်သွားတဲ့အမတ်ကြီးလိတ်ကမင်းမိုးချိုးဖြစ်ခံရမှလို့ချိန်ဆိုလိုက်ပေမဲ့တကယ်တမ်းမိုးချိုးအဖြစ်ခံရတာကအမတ်ကြီးလိတ်ဖြစ်နေပါတယ်ဒါကိုမြင်တော့လူတွေကအေဂရီဟာကောင်းကင်ကရွေးချယ်ထားသူဖြစ်လို့နက်ပြစ်တံမတင်ဘူးလို့ပိုယုံကြည်သွားကြပါတယ်မတ်တွေကလည်းတူးထောက်ပြီးအေဂရီမင်းတက်တော်ရကျော်ရှေ့ပါစေလို့အော်ဟစ်ကြတာပေါ့ဒါကအေဂရီကိုပို့ပြီးဘဝင်မြင့်စေခဲ့ပါတယ်သူကမိန်းကလေးနဲ့ကလေးကိုမြစ်ထဲပစ်ချဖို့အမိန့်ပေးလိုက်ပါတယ်အမတ်ကြီးလိတ်ကပြန်ထလာပြီးဒီအမျိုးသမီးဟာငကားနတ်မင်းရဲ့ဇနီးဖြစ်တယ်လို့ကြေညာလိုက်တဲ့အခါလူတိုင်းအံ့အားသင့်သွားကြပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးလည်းသူမနဲ့အတူရှိခဲ့တဲ့အမျိုးသားကိုပြန်တတိယလာပေမဲ့သူမခင်ပွန်းကငကားနတ်မင်းဖြစ်မယ်လို့တော့မသိကြသေးပါဘူးအေဂရီကငကားနတ်မင်းဟာမြင့်မြတ်တဲ့သူတကယ်လို့သူမသားငကားနတ်မင်းရဲ့ဇနီးဆိုရင်ဘာလို့လူပြည်ကိုပြန်လာမှလဲလို့ပြောပြီးတာမီနှစ်ယောက်ကိုရေထဲပစ်ချဖို့ထပ်ပြီးအမိန့်ပေးပါတယ်အဲ့ဒီအရေးကြီးတဲ့အချိန်မှာပဲငကားသားတော်လေးဟာသူ့ရဲ့မွေးရပါစွမ်းအားတွေကိုထုတ်သုံးလိုက်ပါတယ်ဘေးကလူတွေအကုန်လုံးဘလို့မှမခံစားနိုင်တဲ့နာကျင်မှုကိုခံစားလိုက်ရပြီးကလေးကစစ်တီတွေလက်ကနေလွတ်မြောက်သွားပါတယ်သူကငါမေမေကိုရံမှုတဲ့သူမှန်သမျှတေးရမယ်လို့တတိပေးလိုက်ပါတယ်မွေးကင်းဆက်ကလေးကနေ3နှစ်အရွယ်ကလေးတွင်ချက်ချင်းပြောင်းသွားတာမြင်တော့အေဂရစ်ကပိုပြီးမိစ္ဆာလို့ထင်သွားပါတယ်သူကမိန်းကလေးကိုဒီကလေးနဲ့အဆက်အသွယ်ဖြတ်ဖို့ဒါဆိုရင်တော့မင်းသမီးအဖြစ်ဆက်ထားပေးမယ်လို့ပြောပါတယ်ဒါပေမဲ့မိန်းကလေးကမင်းသမီးဖြစ်ဖို့စိတ်မဝင်စားပဲတားလေးနဲ့ပဲအတူနေချင်တာပါမိန်းကလေးရဲ့အမေကိုယ်တိုင်ကလည်းသူမရဲ့ရုပ်မာတဲ့ခင်ပွန်းကိုမုန်းတီးနေပြီးသူလုပ်ခဲ့တဲ့ရုပ်မာမှုတွေကိုလူသိရှင်ကြားပြစ်တင်ကချက်ချင်းတက်ပစ်ချင်တယ်လို့ပြောပါတယ်အေဂရစ်ကဒေါသထွက်ပြီးသူ့ဇနီးကိုပါတပ်ဖို့အမိန့်ပေးလိုက်တဲ့အခါမိန်းကလေးကသူမအမေကိုကာကွယ်ဖို့ပြေးသွားပါတယ်နဂါးသားတော်ကမော်နဲ့တားဖို့စူးစမ်းပေမဲ့စွမ်းအားကမတည်ငြိမ်သေးလို့ရှုံးသွားပြီးအေဂရစ်ရဲ့လှောင်ပြောင်တာကိုခံလိုက်ရပါတယ်အမတ်ကြီးလိတ်ကကလေးရဲ့စွမ်းအားမတည်ငြိမ်သေးတာကိုသိတော့နဂါးမယ်တော်ကြီးကိုအကြောင်းကြားဖို့နဂါးနန်းတော်ကိုပြန်ဖို့လုပ်ပါတယ်ဒါပေမဲ့သူ့ရဲ့မော်စွမ်းတွေလည်းမရှိတော့လို့ပြန်လို့မရတော့ပါဘူးအဲ့ဒီအချိန်မှာနဂါးသားတော်လေးကထိုင်ချလိုက်ပြီးတားမြင့်နဂါးချိန်စာကိုရွတ်ဆိုပါတော့တယ်ဒါကိုမြင်တဲ့အမတ်ကြီးလိတ်ဟာမျက်ရည်ကျလောက်အောင်စိတ်လှုပ်ရှားသွားပါတယ်ဒီချိန်စာဟာလောကကိုတုံ့လှုပ်စေနိုင်ပေမဲ့ပြီးဆုံးဖို့အနည်းဆုံး9နာရီကြာပါတယ်ဒါကြောင့်အမတ်ကြီးလိတ်ကချိန်စာပြီးအောင်ရွတ်လိုက်ရင်သူ့အမေနဲ့အဖွားပါတည်သွားနိုင်တယ်လို့သတိပေးလိုက်တာကြောင့်ကလေးကရက်လိုက်ရပါတယ်သူကအမေနာကိုတွားဖို့စူးစမ်းပေမဲ့အစွဲခံလိုက်ရပြန်ပါတယ်အဲ့ဒီအချိန်မှာမိန်းကလေးကရှင့်ကိုကောင်းကင်ကအပြစ်ပေးပါစေလို့ချိန်ဆိုလိုက်ရချက်ချင်းပဲအဖေဖြစ်သူဟာမိုးချိုးပြစ်တာခံလိုက်ရပါတယ်အေဂရစ်ကတော့ဒါဟာမဖြစ်နိုင်ဘူးလို့ညင်းနေပေမဲ့သူ့ညီနှစ်ယောက်ကတော့တကယ်ပဲနတ်ဖျားတွေကိုစော်ကားမိပြီလားလို့တန်တရားဝင်လာပါတယ်အေဂရစ်ကတော့ဒါတိုက်ဆိုင်တာလို့ပဲထင်နေတော့မှာပဲကောင်းကင်ကနေငကားနတ်မင်းရဲ့အတန်ကြီးဟိန်းထွက်လာပါတယ်ငါရဲ့ဇနီးနဲ့သားတော်ကိုမင်းတို့ကဘလို့တောင်ရဲရဲတင်းတင်းနှိပ်စက်ဝင်ကြတာလဲ